ကဲအားလုံးပဲစောင့်မျှော်နေကြတယ်ကျွန်တော် United Jersey လက်ဆောင်ပေးရသွားမယ်ဒါအစီအစဉ်လေးထပ်မံပြီးတော့ဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီ Jersey လက်ဆောင်ဒါပြုလုပ်ပေးသွားမယ်ပွဲစဉ်တွေကတော့ Manchester United နဲ့ West Ham တို့ရဲ့ဒါ Premier League ပွဲစဉ်တွေပဲဖြစ်ပါတယ်။အဲ့တော့ဒီ Jersey လက်ဆောင်ပေးရမယ်ဒါအစီအစဉ်လေးမှာပါဝင်နေတယ်ဆိုရင်တော့ဒါပါဝင်ခြင်းနဲ့ပရိသတ်တွေအတွက်ကတော့ဒါလှုပ်ဆောင်ရမယ့်အချက်လေးတော့ရှိပါတယ်။ပထမဆုံးတစ်ချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram Channel လေးကို join ထားပေးရပါမယ်။ဒုတိယတစ်ချက်အနေနဲ့ဆိုရင်တော့ကျွန်တော်အခုတင်ထားတဲ့ Facebook မှာတင်ထားတဲ့ဒီ post လေးကိုဒါ public နဲ့ share ထားပေးရပါမယ်။တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒါ Telegram Channel မှာဆိုရင်လည်းအခုလိုမျိုး Jersey လက်ဆောင်ပေးမဲ့ဒါအစီအစဉ်အတွက်ဒါ post လေးတစ်ခုတင်ပေးထားပါတယ်။အဲ post ရဲ့အောက်မှာဒါပထမဆုံး goal စသွင်းမဲ့အသင်းရဲ့နောက်ပြီးတော့ဒီပွဲပြီးရလက်လေးရဲ့ကိုခံမှန်းလိုက်ရုံနဲ့ဒါပရိသတ်တွေအတွက် United Jersey 30လက်ဆောင်ရရှိသွားမှာဖြစ်ပါတယ်။အဲ့တော့ဒါဘောလုံးချေဝါသနာရှင်တွေအတွက်ကောဒါ United ပရိသတ်တွေအတွက်ကောဒါအစီအစဉ်ကောင်းလို့ပဲပြောလို့ရပါတယ်။အဲ့တော့ကြောင့်မလို့ဒါအားလုံးလည်းဒါလှုပ်ဆောင်ရမယ့်အချက်လေးတွေကလည်းလွယ်လွယ်ကူကူလေးဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲပါဝင်ပေးဖို့အတွက်ဒါဖိတ်ခေါ်လိုက်ရပါတယ်။အဲ့တော့ကျွန်တော်တို့ဒီ Jersey လက်ဆောင်ပေးရသွားမယ့်ဒါအစီအစဉ်အကြောင်းလေးတွေလည်းပြောပြီးသွားပြီဆိုတော့ဒီ Manchester United နဲ့ West Ham တို့ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါပွဲကြိုသုံးသက်ချက်တွေတစ်ချက်လောက်ဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်လေးကတော့ထွေထူးတော့တိတ်ပြီးတော့ဒါရင်ခုန်စရာကောင်းတဲ့ပွဲစဉ်တစ်ခုတော့ဒါပြောလို့မရပါဘူး။ဆိုတော့ United အနေနဲ့ဆိုရင်လည်းဒါ Premier League ပွဲစဉ်တွေမှာဆိုရင်ဒါလက်ကျန်ပွဲတွေတိတ်ပြီးတော့မကြံတော့သလိုဒါ Ruben Amorim လည်းသူ့အနေနဲ့ဒါပြောထားတယ်။ဒါ Premier League ပွဲစဉ်တွေမှာဆိုရင်ဒါလူငယ်ကစားသမားတွေဒါမျက်နှာတစ်လူငယ်ကစားသမားတွေနဲ့ပဲအဓိကထားပြီးတော့ပွဲထွက်မယ်ဆိုပြီးတော့လည်းပြောထားတယ်ဆိုတော့ဒီ Premier League ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကတော့တိတ်ပြီးတော့ရေမခုံအဲ့တော့ကျွန်တော်တို့ဒီ Premier League ပွဲစဉ်တွေကြည့်မယ်ဆိုရင်နောက်ဆုံးကစားခဲ့တဲ့ဒီ Brentford နဲ့ပွဲစဉ်တော့ဆိုရင်တော့ Brentford ကိုကျွန်တော်တို့ဒါ 4-3 ဆိုတဲ့ရလဒ်နဲ့ဒါအဝေးခွဲနေပြီးတော့ရှုံးနေခဲ့ပေါ့နော် United အနေနဲ့အဲ့ပွဲစဉ်တော့ဆိုရင်လည်း United တိုက်စစ်ပိုင်းမှာဂိုးတွေတော်တော်များများရရှိခဲ့တဲ့အတွက်ကြောင့်မလို့အဲ့တခုကတော့ကျွန်တော်တို့ United ပရိသတ်တွေအတွက်ကတော့တကယ်ကိုအားအစရာတခုပေါ့နော်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့ United အနေနဲ့ထွက်လာဖို့ဒါဖြစ်နိုင်ခြေအရှိတုံးဒါ line နဲ့ကိုတစ်ချက်လောက်ခံမှန်းကြည့်ရမယ်ဆိုရင်တော့တိုက်စစ်ပိုင်းမှာဆိုရင်တော့တကယ်ကိုလူငယ်ကစားသမားတွေနဲ့ပဲပွဲထွက်လာဖို့များတယ်တော့ Chido Obi Martin ပေါ့နော်တိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်တော့ Chido Obi Martin နောက်ပြီးတော့ Neo number 10နေရာမှာဒီ win back တွေမှာကြည့်မယ်ဆိုရင်တော့အခုလက်ရှိအခြေအနေမှာကျွန်တော်ဂါနာချိုရှိမယ်ပေါ့ဂါနာချိုနောက်ပြီးတော့ဒီဒဏ်ရာပြဿနာနေပြီးတော့အခုမှတန်ပြီးတော့တက်လာခဲ့တဲ့ Ahmadiyya လို့ဒီကစားသမားတွေလည်းရှိတယ်ကွင်းလယ်ပိုင်းမှာဆိုရင်လည်းကျွန်တော် Eriksen တို့ Casemiro တို့အဓိကကစားသမားတွေဖြစ်တဲ့ကျွန်တော်Casemiro နဲ့ Ugarte ကိုတော့တွဲပြီးတော့ဘယ်တော့သုံးမှာတော့မဟုတ်လားဘာလို့ဆိုတော့ကွင်းလယ်ပိုင်းတော်တော်လေးအဆင်ပြေနေပြီ။ Casemiro နဲ့ Ugarte ရဲ့တွဲလုံးကတော်တော်လေးလည်းငြိမ်နေတဲ့အတွက်ကြောင့်မလို့ Amorim အနေနဲ့ဆိုရင်ဒီနေရာကိုလုံးဝ first line နဲ့ပေးပြီးတော့ဒီလိုမျိုးပွဲစဉ်တွေမှာပွဲထုတ်မယ်လို့တော့မထင်ဘူး။နောက်တိုင်းပိုင်းမှာကြည့်မယ်ဆိုရင်နောက်တိုင်းပိုင်းမှာကဒီ Lito က injury ဖြစ်နေတဲ့အတွက်ကြောင့်မလို့လက်ရှိဒါရှိနေတဲ့ကစားသမားတွေရောနောက်ပြီးတော့ဒီ Fedison ဆိုတဲ့ဒီလူငယ်ကစားသမားတွေလည်းရှိတယ်။နောက်ပြီးတော့ Harry Ahmad တို့တပြင်းကစားသမားတွေလည်းရှိရဆိုတော့အဲ့လိုမျိုးပဲညှက်ညက်ပြီးတော့သုံးသွားမယ်လို့ထင်ပါတယ်။ကိုသမားနေရာတော့မှပဲကျွန်တော်တို့Onana အစားကျွန်တော်ဒါဘန်ဒါနဲ့ပဲဒါပွဲထွက်လာဖို့ရှိရလို့တော့ကျွန်တော်တို့မြင်တယ်ဝမ်ဟန်အသင်းဘက်ကိုကြည့်မယ်ဆိုရင်လည်းဝမ်ဟန်အသင်းဘက်ကအခုလက်ရှိအခြေအနေမှာကကစားသမားတွေတော်တော်လေးစုံသွားတယ်လို့ပြောတယ်ဖူးခွက်တို့ဘာလို့ဆိုရင်တော့မှ injury ကနေပြန်ပြီးတက်တာသွားဒီဝမ်ဟန်အသင်းနဲ့တူတယ်ပြန်ပြီးတော့ကစားနိုင်တဲ့အခြေအနေဆိုတော့ဒီပွဲစဉ်မှာလည်းဒီဖူးခွက်တို့ဘာလို့ဆိုရင်တော့ဝမ်ဟန်အသင်းဘက်ကအဓိကထားပြီးတော့ပွဲထုတ်လာမယ်လို့တော့ထင်ပါတယ်အဲ့တော့ဝမ်ဟန်အသင်းအနေနဲ့ဆိုရင်လည်းဒီနောက်ဆုံးရှင်မှန်ခဲ့ကြတဲ့ဒီ Tottenham Hotspur နဲ့ပွဲစဉ်မှာပွဲထွက်လာခဲ့တဲ့ဒါ line net ကိုတစ်ချက်လောက်ကြည့်လိုက်မယ်ဆိုရင်တော့လုံးဝသူတို့ရှိရဲ့လူစင်းအတိအကျအကုန်လုံးဒါသူတို့အနေနဲ့ပြန်ပြီးတော့သုံးသွားခဲ့တယ်ဒီတိုက်စစ်မှာဆိုရင်တော့တိုက်စစ် full crash ရှိတယ်ဘိုးဝင်ဒါမိုဟာမက်ကူတက်တို့ဝင်းဘက်တွေမှာကြည့်မယ်ဆိုရင်တော့ဘီဆာကာရှိတယ်အီမာဆန်ကျွန်တော်ကွင်းလယ်ပိုင်းမှာဆိုရင်တော့ပတ်ကွီတာတို့ပါအောင်နဲ့အဓိကထားပြီးတော့ဒါပွဲထွက်လာခဲ့အောင်နော်ဝမ်အနေနဲ့ဆိုရင်လည်းကျွန်တော်တို့ဒါ Premier League ပွဲစဉ်တွေပဲသူ့အနေနဲ့ကစားဖို့ရှိတော့တယ်ကျွန်တော်တို့ဒါ United အနေနဲ့ဆိုရင်တော့ဒီဂျားထဲမှာ Europa League ပွဲစဉ်တွေပါကစားရသေးတယ်ဝမ်ကတော့ AACC ကိုပဲနားထားရတဲ့အခြေအနေတစ်ခုရှိရဆိုတော့ဒီပွဲစဉ်မှာ United အနေနဲ့ဝမ်ဟန်ကိုနိုင်အောင်ကစားဖို့တဲ့သူတို့အနေနဲ့ AC တည်ရဖို့လောက်ပဲအဓိကဒါထားပြီးတော့ Ruben Amorim အနေနဲ့ပြင်ဆင်လာမယ်လို့တော့ကျွန်တော်မြင်ပါတယ်။အဲ့တော့ပရိသတ်တွေအနေနဲ့ဆိုရင်ရောကျွန်တော်တို့ဒီ Manchester United နဲ့ဝမ်ဟန်တို့ရဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲ။ဒီပွဲစဉ်မှာဆိုရင်ရောကျွန်တော်ထုံးစံတိုင်းပဲ United ကတော့Amorim ပြောထားတဲ့အတိုင်းပဲဒီပွဲစဉ်မှာလည်းထပ်ပြီးတော့ရှုံးနေသွားမယ်လို့ထင်တယ်။ဒါမှမဟုတ်ဒီပွဲစဉ်မှာအနည်းဆုံး United အနေနဲ့တည်ထိန်းပြီးတော့ကစားသွားနိုင်မယ်လို့ထင်တာ comment မှာတစ်ချက်လောက်ဆွေးနွေးပေးကြပါဦး။ကျွန်တော်ရဲ့ Facebook နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။